အားလုံးပဲမင်္ဂလာပါဒီနေ့မှာ social media အသုံးပြုပြီးသူများတွေအောင်မြင်အဆင်ပြေနေတာတွေမြင်ပြီးကိုအားမလို့အားမရဖြစ်တဲ့သူတွေအတွေးလေးပြောင်းပြီးတော့စိတ်သက်သာရစေဖို့ပြောပြပေးမှာပေါ့နော်။ရောင်တလောက social media ကြည့်နေအသက်18ရာစပြီးတော့နော်အသက်20ကျော်ကလေးတွေနိုင်ငံခြားမှာချောင်းတက် follow တွေရိုက်တယ်သူတို့အောင်မြင်နေတာကြည့်ပြီးတော့ရောင်းစိတ်ထဲမှာအဆင်ပြေဖြစ်လာပါတော့။ကျိုးအသက်ကြီးလူတွေငယ်ငယ်လေးရစားပါတော့ luxury brand တွေသုံးပြတာ vlog တွေရိုက်ပြမျိုးစိတ်ရအဆင်ပြေဖြစ်လာတယ်။ကိုယ့်ရဲ့လာစားပေါ့နော်လက်ရှိဖြစ်တည်ရဟိုင်းနဲ့သွားပြီးကြည့်မိတဲ့အခါမှာစိတ်ရပင်ပန်းလာအဲ့ဒါလည်းနှိုင်းရှင်မိလို့ဖြစ်တာအဲ့နှိုင်းရှင်တဲ့စိတ်တော့အရင်တက်ရမှာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတက်ရမယ်လို့ပြောပေမဲ့လောက်ဖို့ခက်တယ်လीနော်ကိုမှအဲ့လိုမျိုးစိတ်မရှိဘူးဆိုရင်တော့မှစိတ်တွေအဆင်မပြေတဲ့အခါလို့ရှိရင်တခုခုလိုချင်စိတ်သုံးချင်စိတ်သွားချင်စိတ်အဲ့လိုမျိုးစားချင်စိတ်အဲ့လိုနော်ချင်းဆိုတဲ့အရာလေးတစ်ချက်ကလေးပေါ်သွားတယ်အဲ့ဒီဗီဒီယိုတွေတွေးလိုက်မိရဲ့အချိန်အားနဲ့ကိုကမလုံနိုင်တဲ့အရာနဲ့အဲ့လိုမျိုးဖြစ်နေတဲ့အခါကျတော့လုံးဝလိုကဖြစ်တာပဲကွာလူဘဝကလေအနေမြင့်တက်ကြတော့နေသူရှိပြီးသားဆိုတော့ကိုကြာနေတဲ့အချိန်မှာအဲ့လိုမျိုးလေးမြင်တဲ့အခါကျရင်စိတ်ကဖြစ်တာပဲကွာအဲ့ဒါကြောင့်မို့ကိုပဲမလုံနေဆိုလုံးပြီးမှာပဲဒါမဲ့ပြန်ထိန်ပြီးသွားရင်ဘယ်လိုနေရမလဲဆိုတော့လူဘဝမှာနေတာအကုန်လုံးကအခွန်နေပဲကျမတို့ဒီခန္ဓာကိုယ်ဆိုလို့ရှိရင်လေအမှန်တကယ်တော့ဘာမှမရှိဘူးအခွန်ပဲအဲ့လိုမျိုးပေါ့နော်အကုန်လုံးအခွန်လို့တွေ့လိုက်တဲ့ခါကျရင်တော်တော်လေးအဆင်ပြေပါတယ်ဘာလို့ဆိုတော့မဟုတ်လူတွေကသူ့ရဲ့နေထိုင်ရပတ်ဝန်းကျင်နိုင်အဲ့လိုမျိုးလေးဒါကိုလိုချင်တယ်ဒါကိုလိုချင်တယ်ဒါကိုလိုဖြစ်နေသွားချင်လုပ်ချင်တယ်အားစားချင်အဲ့လိုမျိုးလေးလိုက်တွေ့ပြီးတာပူတောင်ရအဲ့ဆိုတော့ကိုတက်နိုင်နဲ့ကိုလှမ်းမိတဲ့အတိုင်းတာကိုပဲယူလို့ရှိရင်အဲ့လိုမျိုးပူပန်မှုတွေမရှိတော့သူဆိုရှယ်မှာဆိုပို့ဆိုရပါလူတွေကသူတို့လုံနိုင်တယ်သူတို့ကတော့သူတို့လုံနိုင်တဲ့အတိုင်းတာနဲ့လုပ်တယ်သူတို့လုံနိုင်တဲ့အတိုင်းတာနဲ့ဝယ်စားတယ်သွားတယ်လုပ်တယ်ပါညာအဲ့လိုမျိုးဒါပေမဲ့ကိုကတော့တကြည့်လိုက်ရင်ကို့အတိုင်းတာအဲ့လိုမှမဟုတ်တာအဲ့ခါကျတော့ကိုကပင်ပန်းရတယ်အဲ့ကျစိတ်ဖိစီးမှုတွေဖြစ်ရတယ်ဟုတ်တော့အဲ့မျိုးဖြစ်တဲ့ခါကျတော့ဒါတွေကအခွန်မဲ့ငါလုံနိုင်တဲ့အတိုင်းဒါအလောက်ထိမတော်နိုင်ဘူးဒါပေမဲ့ငါအနည်းဆက်ဆုံးသူတို့လိုမျိုးမစားနိုင်တာမှငါဘယ်လိုလေးစားနိုင်လဲဘယ်လိုလေးလုံနိုင်လဲအဲ့လိုမျိုးလေးပြန်တွေးကြည့်ကိုလှမ်းလည်မိတဲ့အရာလေးကိုပြန်တွေးကြည့်အဲ့ဒါစိတ်ကိုတကယ်ပုတ်ပါဝါစေရပေါ့နော်အဆုံးထိနားထောင်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နှိုင်းရှင်တတ်တဲ့စိတ်များကိုပယ်နိုင်ပြီးတော့ယခုလက်ရှိမိမိပိုင်ဆိုင်တဲ့အရာများနဲ့ပျော်ရွှင်ကျန်းမာစွာနေနိုင်ကြပါစေနော်